ကလေးရဆရာဝန်ပြောတဲ့ချိုးဝဲဝင်ပေါင်းနေတဲ့တစ်ခေါက်ရဲတဲ့ထဲကိုဝင်လာနေပါတယ်အဲ့ချစ်တစ်ခေါက်တော့လို့တနေရစီကိုလာနေပြီးသူတို့ထက်တယောက်ကတော့ဖက်ကိုဖမ်းထားတဲ့လောင်ရင်တစ်ခုယူလာပါတယ်ဖက်တော့ဆရာဝန်ကိုသူမကင်နိုင်ခဲ့တာကိုတွေးပြီးဝန်းနေချိန်တစ်ခေါက်ကတနေရရောက်မှပိတ်ထားတဲ့တကောက်ကိုဖွင့်လိုက်ပြီးအထဲကိုဝင်လိုက်တော့မိကလေးတယောက်ကလေးပေါ်မှာစာဖက်နေတာကိုတွေးလိုက်ပါတယ်အဲ့မိကလေးကတစ်ခေါက်ကိုအဖေလို့ခေါ်လိုက်ချိန်တစ်ခေါက်ကမအိတ်တီးဦးတဲ့သိစီရလို့ပြပြနေတာကိုကြည့်ပြီးဖက်တယောက်အအော်နေပါတယ်တီစီကဘာဖြစ်လို့လဲမေးရတော့တစ်ခေါက်ကတမီးတို့လက်စော့လာပေးသလိုပြောရင်ဖက်ကိုဖမ်းထားတဲ့လောင်ကိုပေးလိုက်ပါတယ်တေစီကတော့ကျေးဇူးတင်ပါတယ်ပြောလိုက်ပြီးတခါကဒီထဲမှာနေရတဲ့အထီးကျန်တယ်လို့ခံစားရလာမေးတော့တေစီကညင်နေတာကြောင့်တခါကအပြစ်ကပောက်မှာဒိကြီးတွေနဲ့ပြည်နေတာကြောင့်သမီးလေးကိုမလွတ်ရတာလို့ပြောလိုက်ပါတယ်အဲ့ချိန်တခါကတေစီကိုလက်နဲ့ကိုင်ဖို့လုံနေချိန်တေစီကလက်မီထောက်အော်တာကြောင့်တခါကမျက်နှာပြစ်သွားပြီးအဖေကတော့ထိကိုမပေးပါလားလို့ပြောလိုက်ပါတယ်တေစီကညင်နေပြီးတခါတော့ထော်တော်လုံးမဲ့အချိန်အဖေတို့ခေါ်လိုက်တော့တခါကလက်ကြည့်လိုက်ပြီးတေစီကဘာမှမဟုတ်တော့ပါဘူးလို့ပဲပြောလိုက်ပါတယ်ဒါနဲ့အခန်းမြို့ရောက်တခါကသူ့လူတွေကအနားကနေထွက်တော့ဖို့မိတ်ပေးလာပါတယ်ပြီးရတဲ့တခါဝင်တောင်ငေးကြည့်ရင်သူတို့ရင်းကြောက်ကိုသွင်းနေချိန်ချိုးဝဲဝင်ပေါင်းနဲ့ခဲလိုင်းတောင်တတိထားမိသွားတာကြောင့်သူတို့တွေကိုခဲလန်နေပြီကြောင်းပြောလိုက်ပါတယ်ခဲတော့အပေါ်တက်လိုက်ရင်တနေ့အရောက်မှာအမက်သားနာကြည့်လိုက်ရင်အချက်နဲ့အကောင်ကြီးတကောက်ပေါ်လာတဲ့ကြောင့်ခဲကတခေါက်တူးလွှာနေတာရိပ်မိမဲ့တိသွားပါတယ်တခါမေကိုစောင်းနေတာလို့ပြောရင်မကောင်းဘူးလုံးလုံးဖြစ်ရတဲ့ဇော်တော်ရဲ့ခန္ဓာကိုယ်နဲ့ခဲစီကိုရောက်လာပါတယ်ပြီးရတဲ့ဇော်တော်ကလက်နဲ့လေကားတွေဖြစ်စည်းနေချိန်ခဲကများနဲ့ပြစ်လိုက်ပါတယ်အဲ့ချီဆိုတာလက်နဲ့ရက်လိုက်ပြီးမယ်ခဲကချောင်ပြီးမြားနဲ့ထပ်ပြစ်လိုက်တာကြောင့်ဇော်ကလဲတော့ပါတယ်ဇော်ရတဲ့အချိန်ခဲကပြေးဝင်လာပြီးဓာတ်နဲ့ခန့်တဲ့ကိုနှစ်ပိုက်ဖျက်ရတာကြောင့်ပိုပိုက်တစ်ချမ်းအောက်ကျသွားပါတယ်ခဲလည်းအပေါ်ကျတော့ချိန်အောက်အနေနွယ်ပြီးလို့ဟာရောက်လာပြီးခေါင်းကိုရက်လိုက်တာကြောင့်ခဲလဲတော့ပါတယ်အဲ့ချီတစ်ခေါက်ကမင်းငါ့ကိုဘလောက်ပဲဖြစ်ဖြစ်ငါ့ရဲ့ခန့်တဲ့ကိုပြင်းပြထွက်လာမှလို့ပြောနေချိန်ခဲကတစ်ခေါက်မျက်နှာကိုဓာတ်နဲ့ဖျက်လိုက်ပြီးပြက်နေတဲ့မျက်နှာကိုနေရနဲ့ရိတ်တက်လိုက်ပါတယ်ရဲနေပြီချိန်ခဲရဲ့ခေါင်းတက်ရာတွေးထွက်နေတာကြောင့်မိမလေးသွားအောင်ထင်ရင်တစ်ခေါက်ရဲ့ခေါင်းကိုဖျက်ပေးမယ်လို့អော်လိုက်ပါတယ်အဲ့ချေကျွေစီရဲ့ခန်းထဲမှာတော့ကျွေစီကဖက်ကိုလောင်ထဲကနေလောက်ပြီးသူမရဲ့ဖေရဲ့တစ်ခေါက်အကြောင်းပြပြနေပါတယ်လောက်ခဲတဲ့ခုနှစ်ရက်လောက်ကဒိကြီးတွေကတေစီရဲ့အမေကိုဖမ်းသွားပြီးတစ်ခေါက်ကိုဒိကြီးတွေကိုမတက်ပဲလောရတော့ကိုကိုဝေးပေးဖို့မပေးရဲ့အမေကိုတက်ပြီးရစ်ဘူးဆိုပြစ်မယ်လို့ချက်ချောက်ခဲ့ပါတယ်ဒါပေမဲ့တစ်ခေါက်ခွင့်ပြုခဲ့တဲ့ကြောင့်ဒိကြီးတွေကအမေကိုတက်ပြီးရစ်ဘူးဆိုခဲ့ကြတယ်အမေသေးတဲ့အခြေအစားပြီးတော့တစ်ခေါက်အရင်လိုမဟုတ်တော့ပဲလူတွေကိုဒိကြီးတွေလိုဆွဆွဲပြီးလိုက်တဲ့နေတော့တာပဲလို့တေစီကပြောရင်ငိုလာတဲ့ကြောင့်ဖက်အနာကနေဖြစ်လိုက်ပြီးနေပါတယ်ဂဲဘဲမှာလက်ခေါက်ပတ်တိစီရရင်အဆောက်အဦနှစ်ယောက်တမြောင်းလေးပြည့်ပြီးတစ်ခေါက်စီကိုလာနေပါတယ်အဲ့ချေဂဲချက်နဲ့အဆောက်အဦတွေကရက်နေပြီးဖူးကြီးကဂဲကိုအညက်ခံကိုပြောလိုက်ပါတယ်ကဲကငါလဲနေဖယ်ဆန်းလို့ပြောလိုက်တဲ့ကြောင့်ဗျာသမားတွေကများနဲ့ပြစ်ပြီးမယ်ကဲကဓာတ်နဲ့ကာလဲပြီးတရားတွေတိုက်ခိုင်းနေပါလေအဲ့ချေဖိုးကြီးကဂလကိုဆိုတဲ့အကောင်ကြီးတရားတယောက်ခေါ်လိုက်ပြီးကဲကိုချခိုက်ပြီးမယ်ကဲကနှစ်ချက်တဲ့အမောက်တက်ရတာကြောင့်တရားရဲ့အားလို့ထွက်ပြေးကြပါတယ်ပြည့်နဲ့ဖိုးကြီးအချင်းမှာကဲကမျိုးလုံးပြူးကြီးနဲ့ရက်နေပါတယ်အဲ့ချေတူရီစီယာနဲ့ဖက်ရတော့စကားတွေပြောနေကြပြီးတူရီစီယာဖက်ကိုဒီခဲနဲ့လည်းအပြေဘဲကိုထော်တော်ချင်းချောင်းပြောနေချိန်ပြေမှာတရားစရာရုပ်ရည်ဖြစ်နေတာကိုမြင်လိုက်ရတာကြောင့်ဖက်ကခဲရောက်နေပြီဆိုတော့သိလိုက်ပါတယ်ဖက်ကသူဂဲစီကိုတော့ဖို့လိုတယ်လို့ပြောလိုက်တော့တူစီကပြတင်းမော့ဖိုးဝေးလိုက်တာကြောင့်ဖက်ကမတော့ခင်နောက်ကထက်လွှတ်ကြရင်တူစီကိုဒီခဲနဲ့ခေါ်ထုတ်ပေးမယ်လို့ပြောပြီးထွက်လာလိုက်ပါတယ်အဲ့ချေခဲကတော့အဖိုးကြီးကိုရောတကောက်ပေါ်ကန်ပြီးတစ်ခေါက်စီကိုဝင်လာပါတယ်တခေါက်တော့ပလေပုံဝင်ထိုင်ရင်ငါ့ကိုတက်ချင်ဒီကိုလာခဲ့လို့ပြောတဲ့ကြောင့်ခဲကလည်းတစ်ခေါက်စီကိုလာနေချိန်အောက်နဲ့တစ်ခုကိုထွက်လာတာကြောင့်ခဲကဓာတ်နဲ့ထိုးလိုက်ပါတယ်အဲ့ချေတစ်ခေါက်ကကြည့်ရတာငါတေချာချမှရောက်မနေတူတယ်လို့ပြောရင်သူ့ရဲ့မကောင်းသောပုံစံကိုပြရတဲ့ကြောင့်နားမချီနေရကွဲသားပြီးအပြင်မှာရှိနေတဲ့ဖက်ကကွဲသားတဲ့အပေါင်းနဲ့ဝင်လာချိန်ခဲနဲ့တစ်ခေါက်မြင်လိုက်ရပါတယ်တခါလက်နဲ့ရက်လိုက်ချေခဲကဓာတ်နဲ့ဖြတ်လိုက်ပြီးမယ်လက်ကပြတ်ထွန်းလာတာကြောင့်ခဲကတခါရက်ချေတို့ခြောင်နေရပါတယ်တခါရက်ချေကြောင့်တီစီရဲ့အခန်းမှာပြူချလာပြီးအခန်းတကားပွေလာတဲ့ကြောင့်တီစီအခန်းတကားကိုတိုးဖွေပြီးထွက်လာပါတယ်ခဲကတော့တခါရက်ချေကိုခြောင်ရင်တနေရာမှာဝင်ပုတ်လိုက်ပါတယ်တခါလည်းခဲပြောက်သွားလို့လိုက်ချနေချိန်အဖိုးကြီးထွက်ပြေးဖို့ကြံနေတာကြောင့်ခဲကအချိန်မှာပိတ်ရက်လိုက်ပြီးအဖိုးကြီးကိုကြည့်နေပါတယ်တခါတော့ခဲကိုလက်ချနေချိန်တိုင်တော့မှဝိုးရုံအမေကိုမြင်လိုက်ရတာကြောင့်တခါကခဲအထင်နဲ့တိုင်ကိုရိုက်ချလိုက်ပြီးကြည့်လိုက်တော့အဖိုးကြီးဖြစ်နေတော့မြင်ပြီးအိုးနေချိန်ခဲကဘေးနားနေထွက်လာပြီးတခါမျက်နှာကိုပိုင်လိုက်ပါတယ်မျက်နှာပိုက်ခန့်ရတဲ့ကြောင့်တခါတော့ထွက်သွားပြီးခဲကိုရိုက်ရတဲ့ကြောင့်ခဲလွှတ်ထွက်သွားပါတယ်ခဲကပြက်ထက်လာချေတခါကမင်းလူသားတရားငါ့ကိုတက်လို့ရမှာမဟုတ်ကြောင်းမင်းလက်ဖင်းမှာချီတဲ့မဲသားကလည်းဘယ်နည်းနဲ့ပြောတော့မှမဟုတ်ကြောင်းပြောရင်ခဲချီတာကိုဆွဲပြီးတော့တိုင်နဲ့စက်တက်ရိုက်လိုက်တာကြောင့်ခဲတယောက်မလုံးနိုင်အောင်ထိလဲသွားပါတယ်အဲ့ချေတခါတော့ရဲရဲလဲနေတဲ့ခဲရဲ့ခန္ဓာကိုယ်စီကိုတဖြည်းဖြည်းချင်းလာနေပါတယ်